Selena Gomez နဲ့ Blanny Blanco တို့ရဲ့လျှို့ဝှက်ဒေါ်လာ1ဘီလီယံမင်္ဂလာဟန်နီမွန်း Selena Gomez နဲ့ Blanny Blanco တို့လက်ထပ်တဲ့အခါတစ်ကမ္ဘာလုံးကစိတ်ဝင်စားကြည့်ခဲ့ကြပါရီ။ဒါအခုထိကျင်းပခဲ့တဲ့မင်္ဂလာပွဲတွေထဲမှာဈေးအကြီးဆုံးနဲ့အခမ်းအနားဆုံးတွေကတစ်ခုဖြစ်ပြီးသူတို့ဘယ်လောက်ထိချမ်းသာသလဲဆိုတာကိုပြသခဲ့တဲ့ဇိမ်ခံပွဲကြီးလည်းဖြစ်ပါရီ။စက်တင်ဘာလ28ရက်နေ့2025ခုနှစ်မှာ Selena Gomez ကသူမရဲ့ Instagram မှာဓာတ်ပုံတွေတင်ခဲ့ပါရီ။စက်တင်ဘာ27-25ဆိုတဲ့စာတန်းတိုလေးနဲ့နှလုံးသားဖြူလေးနှစ်ခုကိုရေးသားခဲ့ပေမဲ့ဒါရိုးရိုးမင်္ဂလာပွဲ post တစ်ခုတည်းမဟုတ်ပါဘူး။ဖြောပြေးလောကမှာအလုပ်သူတွေကဒါဟာဒီနှစ်ထဲမှာဈေးအကြီးဆုံးနာမည်ကြီးမင်္ဂလာပွဲတစ်ခုဖြစ်ပြီးအသေးစိတ်တိုင်းအောင်ဂရုတစိုက်စီစဉ်ထားတယ်လို့ပြောကြပါရီ။ Selena Gomez ဟာအဆိုတော်တရုပ်ဆောင်တစ်ယောက်အပြင်ဘီလီယံနာတစ်ဦးလည်းဖြစ်ပါရီ။သူမဟာအသက်33နှစ်ပဲရှိပါသေးတယ်။သူမပိုင်ဆိုင်တဲ့နာမည်ကြီး make up အမှတ်တစိတ် Real Beauty ကသူမကိုအရန်ချမ်းသာစေခဲ့ပြီးပိုင်ဆိုင်မှုပမာဏကကောင်းငင်အဆင့်ကိုရောက်သွားပြီလို့ကျွမ်းကျင်သူတွေကဆိုပါရီ။ဒါကြောင့်သူမဟာကမ္ဘာပေါ်မှာအချမ်းသာဆုံးငယ်ရွယ်တဲ့ဖျော်ဖြေသမားတစ်ဦးဖြစ်လာခဲ့ပါရီ။ဒီလောက်များပြားတဲ့ငွေကြေးပိုင်ဆိုင်သူတစ်ယောက်အတွက်မင်္ဂလာပွဲဆိုတာရိုးရိုးပါတီတစ်ခုမဟုတ်ဘဲအင်အားဂုဏ်ပုတ်နဲ့အစင်တန်းကိုပြတဲ့သတင်းစကားတစ်ခုလည်းဖြစ်ပါရီ။ Blanny Blanco ကတော့သူမရဲ့ post အောက်မှာကိုဇနီးလို့ရေးသားခဲ့ပါရီ။ဒါပေမဲ့ဒီစုံတွဲဟာရိုးရိုးလင်မယားမဟုတ်ပဲချမ်းသာပြီးအင်အားကြီးတဲ့နာမည်ကျော်နှစ်ဦးရဲ့လက်ထပ်ချင်းဖြစ်ပါရီ။ Selena မှာအလှပနဲ့ဖျော်ဖြေရေးနဲ့ပဲမှာနာမည်ကြီးတဲ့လုပ်ငန်းတွေရှိပြီး Blanny Blanco ကလည်းနာမည်ကြီးတေးဂီတာထုတ်လုပ်သူဖြစ်ပါရီ။တခြင်းပေါင်းများစွာကိုထုတ်လုပ်ပြီးဒေါ်လာတန်း50ဝန်းကျင်ရရှိထားသူပါ။ဒါကြောင့်သူတို့နှစ်ဦးပေါင်းလိုက်ရင်အမတန်ချမ်းသာကြပါရီ။သူတို့ရဲ့မင်္ဂလာပွဲကြီးဟာငွေနဲ့သာဝယ်ယူနိုင်တဲ့အရာတစ်ခုပါ။မင်္ဂလာပွဲကိုကယ်လီဖိုးနီးယားပြည်နယ် Santa Barbara မှာကျင်းပခဲ့ပါရီ။ Santa Barbara ဟာအမေရိကန်ရဲ့ကမ်းရိုးတန်းဒေသတွေကဈေးအကြီးဆုံးနေရာတစ်ခုပါ။အိမ်တွေဒေါ်လာတန်းချီတန်ဖိုးရှိပြီးတိတ်ဆိတ်ခါလျှို့ဝှက်ပါရီ။ချမ်းသာသူတွေနေထိုင်ပြီးနာမည်ကြီးသူတွေအများပြည်သူကနေပုံအောင်တဲ့နေရာဖြစ်ပါရီ။ Los Angeles လို့လည်းမဟုတ်သလို Las Vegas ကဖျားရှိခိုးကျောင်းတွေလို့လည်းမဟုတ်ဘဲခြံဝန်းကျဲကြီးတွေဥယျာဉ်ကြီးတွေနဲ့သမုတ်တရားမြင်ကွင်းတွေပိုင်ဆိုင်ပြီးကိုယ်ကိုယ်တာကိုအရန်အလေးထားတဲ့နေရာပါ။နောက်ပြီးပတ်စံအကြောင်းထပ်ပို့ပြီးစိတ်ဝင်စားတာကတော့သူတို့ရဲ့အခြေဇလန်ပါ။ Selena နဲ့ Blanny တို့ဟာဆယ်စုနှစ်တစ်ခုကျော်တည်ကျွမ်းခဲ့ကြပါပြီ။သူတို့ရဲ့ဆက်ဆက်ရေးကတဖြည်းဖြည်းနဲ့အစပြုခဲ့တာပါ။တိတ်တိတ်ဆိတ်ဆိတ်ရှိခဲ့လို့လူအများစုကမသိခဲ့ကြပါဘူး။အရင်ဆုံးတငယ်ချင်းတွေဖြစ်ခဲ့ကြပြီးစတူဒီယိုတွေမှာအတူတူအချိန်ဖြုံတချင်းတွေအတူတူလုပ်ခဲ့ကြပါပြီ။ဘယ်သူမှထူးထူးခြားခြားသတိမထားမိခဲ့ပါဘူး။2023ခုနှစ်ဒီဇင်ဘာလရောက်မှသူတို့နှစ်ဦးဟာအပြင်ကိုပထမဆုံးထွက်လာခဲ့ပါပြီ။ဒါကိုလည်းဘယ်သူမှမမျှော်လင့်ထားခဲ့တဲ့အတွက်လူတွေကအံ့ဩခဲ့ကြတာပေါ့။2025ခုနှစ်ဩဂုတ်လမှာ Selena ကသူမရဲ့အသက်16နှစ်အရွယ်ကလေးက Blanny နဲ့စတင်တွေ့ဆုံခဲ့တယ်လို့ရှင်းပြပါရီ။ဒါကြောင့်ဒီဆက်ဆံရေးဟာအသစ်မဟုတ်ပဲအချိန်တော်ကြာရှင်းတန်လာခဲ့တာပါ။သူတို့ဟာအတူတူဖြတ်တန်းခဲ့ရတာတွေအများကြီးရှိခဲ့ပြီးတခြားသူတွေနဲ့လည်းတွဲခဲ့ပူကြပါရီ။လမ်းခွဲတာတွေနာမည်ကြီးသူတွေနဲ့တွဲတာတွေဂီတဆူတွေရုပ်ရှင်တွေနဲ့အောင်မြင်မှုများစွာရရှိပေမဲ့ဒီနှစ်တွေတစ်လျှောက်မှာသူတို့ဟာရင်းနှီးစွာရှိခဲ့ပါရီ။2024ခုနှစ်ဒီဇင်ဘာလမှာ Selena ကစေးစပ်လက်စွပ်ပုံတွေတင်ခဲ့ပါရီ။သူမက Taco Bell အစားအစာတွေနဲ့စောင်းတွေပေါ်မှာထိုင်ပြီးလက်စွပ်ကိုကြည့်ကပြုံးနေတဲ့ပုံတွေဟာရိုးရှင်းတဲ့ပုံပေါက်ပေမဲ့ဒီလက်စွပ်ကလုံးဝမရိုးရှင်းပါဘူး။ဟုတ်ပါတယ်ဒါကတော့ Marquez Cat စိန်ပဲဖြစ်ပါရီ။ကျောင်းမြတ်ကျွမ်းကျင်သူတွေကဒေါ်လာရာကနန်းထောင်ကနန်းတန်ဖိုးရှိပြီးတချို့ဆိုရင်ဒေါ်လာ1 သန်းတောင်ရှိနိုင်တယ်လို့ပြောကြပါရီ။ဒါကရိုးရိုးယေဒနာဆိုင်ကမဟုတ်ပဲချမ်းသာတဲ့ဖောက်တယ်တွေအတွက်ပဲအလုပ်လုပ်တဲ့နာမည်ကြီးယေဒနာပညာရှင်တွေကစိတ်ကြိုက်ပြုလုပ်ပေးထားတာပါ။ Blanny ကတော့လက်ထပ်ဝင်တောင်းတာဟာ Selena အတွက်အံအသင့်စရာကြီးဖြစ်ခဲ့တယ်လို့ပြောပါရီ။ဒါပေမဲ့လည်းဘီလီယံနာတူကိုအံအသင့်အောင်လုပ်ဖို့ဆိုတာမလွယ်ပါဘူး။သူမရဲ့ဘဝမှာလုံခြုံရေးတွေအချိန်စရာတွေပြည့်နေတဲ့အတွက်လက်ထပ်ဝင်တောင်းဖို့စီစဉ်တာဟာတကယ်ကိုအလုပ်ကြီးတစ်ခုပါ။လျှို့ဝှက်တဲ့နေရာတွေယုံကြည်ရတဲ့သူတွေနဲ့အချိန်ကိုက်စီစဉ်ရတာတွေလိုအပ်ခဲ့ပါရီ။ Selena လိုလူကိုလက်ထပ်ဝင်တောင်းတာဟာဈေးအိမ်နေပြီးရိုးရှင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။နွေရာသီကုံဆုံးပြီးစောင်းရာသီရောက်တော့မင်္ဂလာပွဲအခမ်းအနားတွေစတင်ခဲ့ပါရီ။ပထမဆုံးအနေနဲ့ Selena ကမက္ကဆီကိုနိုင်ငံ Cabo San Lucas မှာသတို့သမီးပါတီပွဲလုပ်ခဲ့ပါရီ။ချမ်းသာတဲ့သူတွေဟာရိုးရိုးဟိုတယ်မှာမတည့်ပဲဇိမ်ခံအိမ်ကြီးတွေငှားကြပါရီ။တညကိုဒေါ်လာ1000ကနေ9000အထိကုန်ကြနိုင်ပါရီ။တီးတန်းရွက်လေးတွေငှားပြီးစီးနှင်းကြတာဟာတရက်ကိုဒေါ်လာ1000ချီကုန်ကြနိုင်ပါရီ။တပုံရိုက်ဖို့စ조사တဲ့သတင်းသမားတွေရှိနေတာကြောင့်လုံခြုံရေးအတွက်လည်းငွေအများကြီးသုံးရပါရီ။ Blanny ကတော့ Las Vegas မှာသတို့သားပါတီပွဲလုပ်ခဲ့ပါရီ။သူဟာ Justin Bieber, Ed Sheeran နဲ့တခြားသူတွေနဲ့အလုပ်လုပ်ဖူးတဲ့ထုတ်လုပ်သူဖြစ်တဲ့အတွက်သူ့ပါတီဟာရိုးရိုးဟိုတယ်မဟုတ်ဘဲ High Roller စိန်ခံအခန်းကြီးတွေပါ။ Las Vegas ကစိန်ခံအိမ်ကြီးတချို့ဟာတညကိုဒေါ်လာ2500ကနေတသိန်းအထိဈေးကြီးပါရီ။မင်္ဂလာပွဲဟာတရက်တည်းမဟုတ်ပဲစနေတနင်္ဂနွေရက်သတ္တပတ်လုံးကျင်းပခဲ့တာပါ။ဧည့်သည်တွေဟာတောက်ကြနေမှာရောက်လာပြီးတနင်္ဂနွေအထိနေကြပါရီ။ဆိုလိုတာကဟိုတယ်အခန်းကအစားအသောက်ဝန်ထမ်းနဲ့လုံခြုံရေးအတွက်ရပ်ပေါင်းများစွာပေးရတာပါ။
ဧည့်သည်တွေဟာ Santa Barbara ကနာမည်ကြီးစိန်ခန်း Hotel El Enchanto Resort မှာတဲခိုခဲ့ကြပါတယ်။ဒါကရိုးအခန်းတွေကတညဒေါ်လာ1000ကနေ2000ထိဈေးရှိပြီးစိန်ခန်းအခန်းတွေကတော့ဈေးပိုကြီးပါတယ်။ဧည့်သည်တွေအတွက်အခန်းကားတွေကို Selina နဲ့ Benny တို့ကပေးခဲ့တယ်ဆိုရင် Hotel Bay ဟာဒေါ်လာရာဂဏန်းထောင်ချီရှိနိုင်ပါတယ်။လုံခြုံရေးကလည်းအမတန်တင်းကျပ်ခဲ့ပါတယ်။မင်္ဂလာပွဲကျင်းပတဲ့နေရာအတိအကျကိုလည်းလျှို့ဝှက်ထားခဲ့ပါတယ်။ဒီနေရာကိုဧည့်သည်တွေတော့မသိခဲ့ကြပါဘူး။မင်္ဂလာပွဲအစီအစဉ်ကတော့ဧည့်သည်တွေကိုတီးတန့်ရင်မောင်းတွေကခေါ်ပြီးမင်္ဂလာပွဲလျှို့ဝှက်နေအောင်ခေါ်သွားတာပါ။သတင်းသမားတွေမလိုက်လာနိုင်အောင်လုပ်ထားတာပါ။ဒါကြောင့်ကားတွေလုံခြုံရေးတွေအဖွဲ့အစည်းတွေနဲ့စီစဉ်မှုတွေဟာကုန်ကျစရိတ်အများကြီးရှိခဲ့ပါတယ်။စက်တင်ဘာလ29ရက်နေ့မှာမင်္ဂလာပွဲဟာနောက်ဆုံးတော့ဖြစ်မြောက်ခဲ့ပါတယ်။ပွဲကျင်းပတဲ့ခြံဝန်းကြီးဟာအလုံးကိုကျဲဝန်းပြီးဥယျာဉ်ကလည်းတေးရလှပကအဆောက်အုံလည်းခမ်းနားပါတယ်။ Selina က Ralph Lauren ရဲ့စိတ်ကြိုက်ချုပ်ထားတဲ့ဖဲသားမင်္ဂလာဝတ်စုံဝတ်ဆင်ခဲ့ပါတယ်။ Ralph Lauren ရဲ့ဒီလိုမျိုးစိတ်ကြိုက်ချုပ်တဲ့ဝတ်စုံတွေဟာဒေါ်လာ9000ကနေ9သိန်းအထိကုန်ကျနိုင်ပါတယ်။လက်နဲ့ချုပ်လို့ရပြီးလူအများကြီးနဲ့ချုပ်ရိုးနိုင်ပေါင်းများစွာလိုအပ်ပါတယ်။သူမရဲ့ဝတ်စုံမှာဇာအသေးစိတ်တွေပါဝင်ပြီးကိုခန္ဓာနဲ့လိုက်ဖက်အောင်အတိအကျချုပ်ထားတာပါ။မင်္ဂလာအခမ်းအနားပြီးမှ Selina ဟာဒုတိယဝတ်စုံကိုပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်။အဲ့ဒါကလည်း Ralph Lauren ကပဲချုပ်ထားတာဖြစ်ပြီးကားဖို့အတွက်ပို့ပြီးတိုးပြီးလွယ်ကူအောင်ဇိုင်းထုတ်ထားတာပါစိတ်ကြိုက်ဝတ်စုံနှစ်စုံရဲ့ပေါင်းစပ်ကုန်ကျစရိတ်ဟာဒေါ်လာ2သိန်းကနေ3သိန်းလောက်ရှိနိုင်ပါတယ်။ဘန်နီကလည်း Ralph Lauren ရဲ့ Tuxedo ဝတ်စုံကိုဝတ်ဆင်ပြီးဒီလိုစိတ်ကြိုက်ချုပ်လုပ်တဲ့ဝတ်စုံတွေဟာဒေါ်လာ1000ကနေ9000လောက်ကုန်ကျနိုင်ပါတယ်။သူရဲ့ဝတ်စုံက Selina ရဲ့ဝတ်စုံနဲ့လိုက်ပတ်တဲ့အသေးစိတ်လေးတွေပါရှိပါတယ်။မင်္ဂလာပွဲကိုလာရောက်တဲ့ဧည့်သည်တွေဟာလည်းအရန်ကိုချမ်းသာပြီးနာမည်ကြီးသူတွေကြီးပဲဖြစ်ပါတယ်။ Taylor Swift လာရောက်ခဲ့ပြီးသူမဟာကမ္ဘာပေါ်မှာဝင်ငွေအများဆုံးဖျော်ဖြေရေးသမားတွေကတအူပါ။နာမည်ကြီးတရုတ်ဆောင်တွေဖြစ်တဲ့ Steve Martin နဲ့ Martin Shaw တို့လည်းလာရောက်ခဲ့ကြပါတယ်။ Pop Rap လည်း Hollywood မင်းသားကြီးတအူဖြစ်ပါတယ်။သူတို့တွေမင်္ဂလာပွဲမှာဖိတ်ခဲ့တဲ့ဧည့်သည်တွေရဲ့ပိုင်ဆိုင်မှုစုစုပေါင်းတန်ဖိုးဟာဒေါ်လာဘီလီယံပေါင်းများစွာရှိပါတယ်။ဧည့်သည်တွေကအရန်ကိုချမ်းသာတဲ့အခါအရာအလုံးကဈေးကြီးရပါတယ်။အစားအသောက်တွေကလည်းအထူးဆန်းဖြစ်ရမယ်။စဖိုးမှုတွေကလည်းနာမည်ကြီးရမယ်။ရမကတွေကလည်းအရေးသွေးအမြင့်ဆုံးဖြစ်ရမှာပါ။ထိုင်ကုန်စပွဲပန်းမီးနဲ့ဂီတတွေကလည်းလုံးဝအပြည့်အနာစာမရှိအောင်ပြင်ဆင်ထားရပါတယ်။ဘာတစ်ခုမှရိုးရိုးမဟုတ်ပဲအကောင့်တကအကောင့်ဆုံးတွေကြီးပါရိုးရိုး American လူမျိုးတွေရဲ့မင်္ဂလာပွဲပြမ်းမြကုန်ကြစိတ်ကဒေါ်လာ3300ဖြစ်ပေမဲ့ဒီမင်္ဂလာပွဲကတော့ရိုးရိုးမဟုတ်ပါဘူး။ဒါနာမည်ကြီးတွေရဲ့မင်္ဂလာပွဲပါ။ Selina နဲ့ Benny တို့ဟာဒေါ်လာတန်ပေါင်းများစွာသုံးစွဲခဲ့တယ်လို့ကျွမ်းကျင်သူတွေကယုံကြည်ကြပြီးမင်္ဂလာပွဲကုန်ကြစိတ်ဟာဒေါ်လာ2သန်းကနေ8သန်းကြားရှိမယ်လို့ခန့်မှန်းကြပါတယ်။ Santa Barbara ကတီးတန့်ခြံဝန်းကြီးကိုငှားရမ်းကားတောင်မှဒေါ်လာ3သိန်းကနေ5သိန်းလောက်ကုန်ကျနိုင်ပါတယ်။ဧည့်သည်တွေအတွက်ဟိုတယ်အခန်းတွေကဒေါ်လာ2သိန်းကနေ5သိန်းလောက်ရှိပါတယ်။ဒီနှစ်ခုပေါင်းလိုက်ရင်တော့ဒေါ်လာ2သန်းလောက်ရှိနေပါပြီ။နာမည်ကြီးတွေရဲ့လုံခြုံရေးကလည်းဈေးကြီးပါတယ်။လုံခြုံရေးဝန်ထမ်းတဦးကိုတနာရီကိုဒေါ်လာ100ကနေ200ကုန်ပါတယ်။မင်္ဂလာပွဲကြီးတစ်ခုလုံးမှာလုံခြုံရေးဝန်ထမ်း20ကနေ50လောက်ထိလိုပါတယ်။တရက်နေ့ရဲ့လုံခြုံရေးစရိတ်ကဒေါ်လာ1သိန်းကနေ3သိန်းလောက်ရှိနိုင်ပြီးရင်မောင်းလေရင်ကာကွယ်ခြင်းနဲ့တီးတန့်ကားတွေပါထည့်ပေါင်းလိုက်လုံခြုံရေးတစ်ခုတည်းနဲ့ဒေါ်လာ2သိန်းကနေ3သန်းလောက်ထိရှိပါတယ်။ Selina ရဲ့စီးစက်လက်စွပ်ကဒေါ်လာ2သိန်းကနေ3သန်းလောက်ထိတန်ဖိုးရှိပါတယ်။မင်္ဂလာပွဲဝတ်စုံတွေကဒေါ်လာ2သိန်းဒါမှမဟုတ်ပို့ပြီးကုန်ကျနိုင်ပါတယ်။ Benny ရဲ့ဝတ်စုံ Tuxedo ကဒေါ်လာ1000ကနေ9000လောက်ရှိနိုင်ပြီးတခြားအဆင့်တစားစပင်း make-up နဲ့လက်ဝတ်ရတနာစရိတ်တွေပါထည့်ပေါင်းရင် fashion တစ်ခုတည်းကစုစုပေါင်းဒေါ်လာ9သိန်းကနေ2သန်းလောက်ထိရှိနိုင်ပါတယ်။ဇိမ်ခံပစ္စည်းထောက်ပံ့တဲ့စားသောက်ဆိုင်တွေရဲ့ဝန်ဆောင်ငါးဟာလည်းတဦးကိုဒေါ်လာ900ကနေ2000လောက်ရှိပါတယ်။ဧည့်သည်100ကနေ200ကြားရှိမယ်ဆိုရင်အစားအသောက်အတွက်ဒေါ်လာ2သိန်းကနေ5သိန်းလောက်ရှိနိုင်ပါတယ်။အဖျော်ရမကတွေဟာဒေါ်လာ3000ကနေ1သိန်းကိတ်ဘုတ်ကဒေါ်လာ9000ကနေ25000အထိကုန်ကျနိုင်ပါတယ်။ချမ်းသာတဲ့မင်္ဂလာပွဲအတွက် TY ဒါမှမဟုတ် DJ ရလဲဒေါ်လာ2000ကနေ1သိန်းလောက်ထိဈေးယူနိုင်ပါတယ်။အဲ့ဒီထဲမှာနာမည်ကြီးအဆိုတော်တို့ဖျော်ပြမယ်ဆိုရင်ပို့ပြီးတောင်ဈေးကြီးမှာပါ။မီအတန်ချဲဇက်နဲ့စင်ဒီဇိုင်းတွေကဒေါ်လာ1သိန်းကနေ5သိန်းလောက်ထိကုန်ပါတယ်။ချမ်းသာတဲ့မင်္ဂလာပွဲအတွက်ဩဇာရှိတဲ့ season 2တွေလည်းလိုအပ်ပြီးသူတို့ရဲ့ဝန်ဆောင်ကဒေါ်လာ1သိန်းကနေ3သိန်းလောက်ထိတောင်းခံနိုင်ပါတယ်။နာမည်ကြီးတွေရဲ့မင်္ဂလာပွဲပန်းကလည်းဒေါ်လာ9000ကနေ5သိန်းထိကုန်ကျနိုင်ပါတယ်။ထိုင်ကုန်စပွဲတဲမီလိုအလှဆင်ပစ္စည်းတွေကနောက်ထပ်ဒေါ်လာ9000ကနေ3သိန်းကုန်ကျနိုင်ပါတယ်။နာမည်ကြီးတပုံးစီယာရီရဲ့ဈေးကလည်းဒေါ်လာ9000ကနေ2သိန်းလောက်ရှိပါတယ်။ဒါတွေအလုံးပေါင်းလိုက်မယ်ဆိုရင်စုစုပေါင်းကုန်ကျစရိတ်ဟာဒေါ်လာ2သန်းကနေ8သန်းဝန်းကျင်ရှိနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ဒါပေမဲ့ Selina တော့ဒီပမာဏဟာများပြတဲ့ပမာဏတော့မဟုတ်ပါဘူး။သူမရဲ့ပိုင်ဆိုင်မှုဟာဒေါ်လာ1ဘီလီယံရှိတာကြောင့်မင်္ဂလာပွဲအတွက်ဒေါ်လာ9သန်းသုံးတာဟာနည်းနည်းလေးပါ။အဲ့ဒီပမာဏဟာပုံမှန်လူတစ်ယောက်အတွက်မင်္ဂလာပွဲအတွက်ကိုဒေါ်လာ900လောက်သုံးစွဲတာနဲ့အတူတူပါ။ဒါကြောင့်သူတို့ရဲ့ချမ်းသာမှုအစင်းတန်းရတော့ဒီပမာဏဟာယူသွတဲ့သုံးစွဲမှုမဟုတ်တာပုံမှန်ပါ။မင်္ဂလာပွဲပြီးသွားပြီဆိုတော့သူတို့ဘယ်ကို honeymoon သွားကြမှာလဲ။သူတို့ရဲ့မင်္ဂလာပွဲကလည်းစိန်ခံပြီးသားဖြစ်လို့ honeymoon ကလည်းစိန်ခံရမှာပါ။တရားဝင်သတင်းတွေမထွက်သေးပေမဲ့သူတို့ရဲ့အရင်ခရီးစဉ်တွေပေါ်မူတည်ပြီးခံမှန်းကြည့်နိုင်ပါတယ်။
ဆယ်လီနာကပင်လယ်ကမ်းခြေရွက်လှေတွေတိတ်ဆိတ်ပြီးလှပတဲ့နေရာတွေကိုကြိုက်ပါတယ်သူမဟာမက္ကဆီကိုအီတလီတခြားဘာလီတို့ကိုသွားတာသဘောကျပါတယ်ပြန်မြအမေရိကန်လူမျိုးတွေရဲ့ဟန်နီမွန်းကုန်ကျစရိတ်ဟာ$9,000ကနေ$6,000ဖြစ်ပေမဲ့ချမ်းသာတဲ့သူတွေကတော့ပိုပြီးသုံးပါတယ်တချို့က$5သိန်းတချို့က$တန်းချီသုံးပြီးတီးတန့်လေရင်တွေစီကြတီးတန့်ကျုံတွေငှားကြပါတယ်ဒါပေမဲ့ဘန်နီမှာပြဿနာတစ်ခုရှိပါတယ်သူဟာလေရင်စီးရမှာကိုကြောက်ပြီးလေရင်တွေကိုမုန်းပါတယ်လေရင်မစီးပဲကားနဲ့ရေရင်နဲ့ခီးသွားလေးရှိတာကြောင့်လေရင်နဲ့ခီးသွားဖို့ဆိုတာလည်းခက်ခဲပါတယ်ဒါကြောင့်သူတို့ဟာကယ်လီဖိုးနီးယားနဲ့နီးတဲ့နေရာကိုရွေးချယ်နိုင်ပါတယ်မက္ကဆီကိုဟာကောင်းမွန်တဲ့ရွေးချယ်မှုပါခါဘိုမှာရှိတဲ့စိန်ခံအင်ကြီးတွေဟာတညကို$1,000ကနေ$5,000ကုန်ကြပြီးဆက်ရက်နေမယ်ဆိုရင်$2,000ကနေ$3,000ရှိနိုင်ပါတယ်ရွက်လွေစဖိုမူအလားပြင်စတန်ဒါနဲ့လုံခြုံရေးပါထည့်ပေါင်းလိုက်စုစုပေါင်း$8,000လောက်အထိရှိနိုင်ပါတယ်နောက်ပြီးပွန်တာမီတာကိုလည်းသွားနိုင်ပါတယ်အဲ့ဒီမှာ Four Seasons နဲ့ Saints Reject Resorts တွေရှိပြီးအခန်းတွေကလည်းတညကို$9,000ကနေ$15,000စိန်ခံအင်ကြီးတွေက$1,000ကနေ$5,000ကုန်ကြနိုင်ပါတယ်အစားအသောက်လုံခြုံရေးရွက်လေနဲ့အလှပြင်စတန်ဒါဈေးတွေပါထည့်ပေါင်းလိုက်မယ်ဆိုရင်$ရာကနန်းထောင်ချီရှိနိုင်ပါတယ်မော်ဒိုက်ကိုသွားမယ်ဆိုရင်တော့စိန်ခံအတွက်နာမည်ကြီးပိတ်ဆိုတဲ့လေရင်တွေနဲ့အကြာကြီးသွားမှာပါဘန်နီကလေရင်စီးနိုင်တော့သွားနိုင်ပါတယ်ရေပေါ်အင်ဂျီတွေကလည်းတညကို$9,000ကနေ$2,000ကုန်ကြပြီးတီးတန့်လေတွေမှာစီးမယ်ဆိုတော့$3,000ကနေ$7,000လောက်ကုန်ကြနိုင်ပါတယ်အီတလီကိုသွားရင်လည်းဘန်နီရဲ့ကြောက်စိတ်ကြောင့်ရွက်လေနဲ့သွားနိုင်ပါတယ်ဆယ်ရက်အတွက်ရွက်လေငှားက$5,000ကနေ$2,000လောက်ရှိနိုင်ပါတယ်အီတလီကဟိုတယ်တွေကလည်းတညကို$2,000ကနေ$8,000စိန်ခံအင်ကြီးတွေက$1,000ကနေ$5,000ကုန်ကြနိုင်ပြီးစုစုပေါင်း$3,300ကနေ$1,000အထိကုန်ကြနိုင်ပါတယ်ဒါကြောင့်သူတို့ဟာဘယ်နေရာကိုပဲသွားဟန်နီမွန်းကုန်ကြစိတ်က$3,300ကနေ$1,000အထိဒါမှမဟုတ်ပိုပြီးတောင်ကုန်ကြနိုင်ပါတယ်တခုကတော့သိကြပါတယ်ဆယ်လီနာဂိုမတ်စ်ဟာဘီလီယံနာတဦးဖြစ်ပြီးဘန်နီဘလန်ကိုကလည်းအရန်ချမ်းသာတဲ့အတွက်ဘာမှမဆိုတတ်နိုင်ပါတယ်သူတို့ရဲ့မင်္ဂလာပွဲဟာပုံမှန်မဟုတ်သလိုသူတို့ရဲ့ဟန်နီမွန်းကလည်းပုံမှန်ဖြစ်လာမှာမဟုတ်ပါဘူးဒါကငွေကြေးနာမည်ကျော်ကြားမှုနဲ့စိန်ခံမှုတွေပြည့်နှံ့နေတဲ့အချစ်ဇလန်တစ်ပုဒ်ဖြစ်ပါတယ်ချမ်းသာတဲ့နာမည်ကြီးတွေဘလို့နေထိုင်တယ်လဲဆိုတာပြသတဲ့မင်္ဂလာပွဲတစ်ခုပါလူအများစုဘယ်တော့မှမမြင်နိုင်တဲ့ကမ္ဘာတစ်ခုကိုပြသနေပါတယ်အချစ်ကရိုးရှင်းနိုင်ပေမဲ့ချမ်းသာတဲ့သူတွေကတော့အဲ့ဒီအချစ်ကိုအကြီးအကျယ်ကျင်းပါတယ်ဆိုတာဖော်ပြနေတဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ